Hello မင်္ဂလာပါရှင်ကျမတို့ရဲ့ညင်ရွာငံ coffee ကနေထုတ်ထားတဲ့တမ်မြာ black coffee လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီတမ်မြာ black coffee လေးကတော့အစာစားပြီးမှပဲတောက်တင်ပါတယ်ရှင်အရာကိုင်တော့ Arabica coffee grade A ရဲ့တကြားအညိုရဲ့လီမွန်ရဲ့ရောဆက်ပြီးတော့အထူးထုတ်လုပ်ထားတဲ့တမ်မြာ black coffee ဖြစ်ပါတယ်ဒီအကောင်းကျိုးလေးတွေကတော့လေဝင်းချုပ်တက်တဲ့သူတွေအတွက်ဆိုရင်ပိုအဆင်ပြေတယ်နောက်ကျောတက်တာတွေလည်းတက်တာတယ်ဝင်းလဲမှန်စေတယ်ဥလန်းချောင်းကိုလည်းရှင်းပေးတယ်ခန္ဓာကိုယ်တွင်းကမလိုအပ်တဲ့အဆီပိုတွေကိုလည်းဖယ်ရှားပေးတယ်နော်ဒီတမ်မြာ black coffee ကဒီလိုအထုပ်သေးလေးတွေ10ထုပ်ပါပါတယ်ရှင်10ထုပ်ပါတစ်ထုပ်ကိုမှမင်းတို့စီမှာ18000နဲ့ဝယ်ယူလို့ရပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေလည်းအနောက်မှာရေးထားပေးပါတယ်သူ့ရဲ့အကျိုးကျေးဇူးလေးတွေလည်းအနောက်မှာပါပါတယ်เนาะအမေကအကုန်လုံးပြောပြလို့ရှိရင် TikTok ကလေးဘန်းလို့ပါเนาะမှာယူလိုပါက39ခု999 55 Viber မှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်